Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကုပိုင်ပါအားလုံးမင်္ဂလာရှိတဲ့ညနေခင်းခါသမယလေးဖြစ်ကြပါစေလို့ပထမဦးစွာနှုတ်ဆက်တာလို့စတောင်းကတော့ပြပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့29ရက်နေ့ညနေပေါ့နော်29ရက်နေ့ညနေအတွက်ဒါကျွန်တော်ရဲ့ထင်မြင်ယူဆချက်ရှာဖွေပြီးတော့မှတွေ့ရှိထားတဲ့ခံမှန်းသုံးသပ်ချက်တွေကိုလာရောက်ပြီးတော့မှတွက်နည်းမှုနဲ့တကွာမျှဝေပေးတာဖြစ်ပါတယ်ဆိုတော့တွက်နည်းမှုကြိုက်တဲ့ညီကိုမိတ်ဆွေများကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့ဒီအလယ်မှာဒါခဏနေလို့ရှုစားလို့ရပြီပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့နောက်ထပ်တစ်ချက်ပြောလိုတာဒီဘာလဲဆိုရင်2D မှာအပိုင်လို့လုံးဝမရှိပါဘူးဆိုတော့မိတို့ပင်ဆိုစီကမူဘယ်ဟာတွေကိုပဲအသုံးပြုကျွန်တော်ပြတဲ့အရာတွေမှာမဟုတ်တခြားပေါ့နော်ဘယ်အရာတွေပဲအသုံးပြုထိန်းသိမ်းလေးနဲ့အသုံးပြုပါစဉ်းစားချင်းချင်းပြီးတော့မှမူဆိုင်လေးတွေကိုချင်းချင်းအသုံးပြုစေချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီတစ်ခွက်ကောင်တွေထုတ်တဲ့အခါမှာလည်းကျွန်တော်တို့မှန်တဲ့အခါတွေရှိသလိုမှားတဲ့အခါတွေဆိုတာလည်းရှိတယ်နော်ဆိုတော့အမှန်အမှားအမြဲတမ်းတွန်တွဲနေရဖြစ်တဲ့အတွက်စဉ်းစားချင်းချင်းပြီးမှဒါအသုံးပြုပါဆိုတော့ဒါကျွန်တော်ကတော့တွက်နည်းမှုလေးတွေအဓိကမျှဝေပေးတာပေါ့နော်ဆိုတော့ကျွန်တော်နဲ့အတူတူ let's go လဲအောင်ပါမူဆိုင်လေးလည်းရှုကားပြီးပြီဆိုတော့အားလုံးကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကြိုက်နေတတ်တဲ့ညီကိုမိတ်ဆွေအနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်တို့တယောက်တစ်ချက်လောက်အများမြင်အောင်လို့ share သွားပေးစီချင်ပါတယ်ပြီးတော့လို့ရှိရင် comment လေးတွေမှာလည်းတယောက်တစ်ချက်လူကြီးမင်းတို့ရဲ့ဒါထင်မြင်ယူဆချက်ပါညာတာရကလေးတွေကို comment လေးတွေမှာမှန်းခဲ့ပေးစီချင်ပါတယ်ပြီးတော့ကျွန်တော်တို့လက်မခလုတ်လေးကြိုက်နေတတ်တယ်ဆိုရင်လည်းလက်မလေးတယောက်ချက်လောက်ထောင်းခဲ့ပေးစီချင်ပါတယ်ပြီးရင်ကျွန်တော်နောက်လည်းဒီလိုဗီဒီယိုလေးတွေအများအားရှုစားဖို့အတွက်ကျွန်တော်တို့ရဲ့ခံမှန်းသုံးသပ်ချက်ဒီတွက်နည်းမှုတွေအကောင်းဆုံးဖြစ်တဲ့ကျွန်တော်ဒါရှာဖွေတွေ့ရှိတဲ့တွက်နည်းမှုတွေပေါ့နော်တွက်နည်းမှုတွေရှုစားဖို့အတွက်ဒီ channel လေးကိုကျွန်တော် like and subscribe နှိပ်ခဲ့ပေးဖို့အတွက်လည်းတောင်းဆိုပါရစေဆိုတော့ဒီညနေကျွန်တော်ရဲ့ညီကိုမိတ်ဆွေဘာလို့ပဲအသုံးပြုကျွန်တော်ပေးတာမှမဟုတ်ဘာလို့ပဲအသုံးပြုမိမိအသုံးပြုတာနဲ့ဒီထွက်စင်နဲ့ဒါထပ်တူကြပါစေကံကောင်းကြပါစေလို့ဆုတောင်းပေးနေပဲဒီနားလေးမှာတခန့်ခွင့်ပြုပါအားလုံးရှုံးနေတယ်ပါလှနိုင်ကြပါစေဆိုတော့အားလုံးပဲဘိုင်